မင်္ဂလာပါဗျာဥစီဘိုက်စာဘက်ကပြန်လေကျူစုလိုက်ပါတယ် truck ဒီဘိန်းလေးကိုဘာလုပ်မလဲဒီဘိန်းလေးကဘောစီဘိန်းကြီးဆိုတော့သူတို့ကအများတန်း file နေရတခုပြီးတခုသူတို့က file နေရမှာကြည်နေနေတဲ့လူတွေမှာ UNO တွေရောပြောင်းတက်လိုက်ပြီသူကဒီဇိုင်းကလာတွေကစားသူကအများတန်းလို့ရှိန်နေရသူဒီနေ့ဘာလုပ်မလဲဆိုတော့ဂီယာဇက်လဲမယ်သူ3 down နင်းရတာရိုးသွားလို့နောက်တော့111ပြန်ပြောင်းနေမယ်တဲ့ပြောင်းနေနဲ့ပဲသူဒီဂီယာဇက်အကြလေးကိုပေါ့နော်သူပြန်ထုတ်မယ်နော်စိတ်ဝင်စားရင်ဦးစီစီဆက်သွယ်ပြီးတော့ဝယ်လို့ရရနော်ကျွန်တော်ချိန်လေးတစ်ချက်ကြည့်မယ်နော်ဒီမှာသူ့ရဲ့ chain length လေးကတော့ဒီလောက်ကြံ့မယ်ပေါ့နော်သူ့ရဲ့အသွားလေးတွေကတော့ဒီမှာဒီလောက်ကြံ့မယ်ပေါ့နော်တကယ်လို့ရှေ့ကသူက crank ကတော့သူကdiori ရောမဟုတ်ဘူးနောက်တွဲလေးကတော့ diori ဖြစ်မယ်ဒါနောက်တွဲရဲ့ဒါ design လေးပေါ့နော်ခလုတ်တွေလည်း diori ဖြစ်မယ်သူကရှေ့ crank ကတော့3ချက်ကိုသူကတော့ဒီလိုပဲ crank ပဲဖြစ်မယ်ပေါ့နော်ဘာကြီးရော pro v crank ပဲဖြစ်မယ်ခလုတ်တွေကတော့သူကdiori လေးဖြစ်မယ်ပေါ့နော်ဒါလေးတွေသူပြန်ထုတ်မယ်ပေါ့နော်စိတ်ဝင်စားရင်ဦးစီကိုလမ်းဆက်သွယ်မေးပေါ့နော်ဦးစီဈေးကတော့မပြောတတ်သေးဘူးပေါ့နော်ပို့ပေးတဲ့လူရောင်းမှာပေါ့နော်နော်ရှိရွယ်လေးလိုက်တာဒီ OD ပဲနော်3 tန်လေးပြန်ထုတ်ရောင်းမယ်နော်နောက်တဲ့ရှိသေးတဲ့ခလုတ်ရယ်ချင်းရယ်ကက်စတယ်ရယ်နောက်တွဲရယ်ရှိတွဲရယ်ပြန်ရောင်းဖို့ရှိသေးရယ်နော်နောက်တစ်စုံရှိသေးအဲ့ဒါနောက်ဗီဒီယိုဖိုင်ကြမှာပဲကျွန်တော်ပြလိုက်တော့မယ်ပေါ့နော်အခုလောလောဆယ်ကတော့ဒီကောင်လေးကိုကျွန်တော်ထုတ်ရောင်းမယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုဖိုင်လေးနဲ့ပြလိုက်တာပေါ့နော်အဲ့တော့တခါကျရင်ကျွန်တော်မေးတယ်ဂီယာဇက်တွေလင်းဘာတွေလိုတယ်တဲ့ဘာမှမလိုပါဘူးလို့အဓိကပတ်စံပါပဲလို့နော်ပတ်စံရှိရင်အကုန်ရရယ်နော်စတာအဲ့တော့ကျွန်တော်ဒီဘိန်းလေးကနေဘာတွေစဖြုတ်မလဲဘာတွေစပြီးတက်မလဲဒါလေးကျွန်တော်ပြမယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်လည်းဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါအောင်နော်ကဲအရင်ဆုံးကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ကတော့ချင်းကိုပဲကျွန်တော်အရင်ဖြုတ်လိုက်မယ်နော်ပြီးတော့ကျွန်တော်နောက်ဂီယာကျူဖြုတ်မယ်ပြီးရင်ကျွန်တော်နောက်တွဲဖြုတ်လိုက်မယ်တော့ရှိတွဲကဂီယာကျူကိုကျွန်တော်ဖြုတ်လိုက်မယ်ပြီးရင်ကျွန်တော်က111ပြောင်းမှဖြစ်တဲ့အတွက်ကျွန်တော်ရှိတွဲကထားစရာမလိုတော့ရှုပ်လို့ဖြုတ်ပြစ်တော့မယ်နော်ပြီးကျွန်တော်တို့3ချက် gram လို့တော့ကျွန်တော်က111ဖြစ်တဲ့အတွက်1 gram တက်မှာဖြစ်တဲ့အတွက်ဒီ gram ကိုကျွန်တော်တို့ဖြုတ်မယ်ပြီးပြီဆိုတော့ကျွန်တော်နောက်ဘိန်းဖြုတ်မယ်ပြီးတော့ကျွန်တော်တစ်ချက် castel ဖြုတ်ထားလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့က111ဆိုခလုတ်ကတစ်ဖက်တည်းပဲသွားတော့မှာဆိုတော့ကျွန်တော်တို့ဒီ3 tန်ခလုတ်တွေအကုန်လုံးဖြုတ်ပင်ပေါ့နော်ပြီးလို့ရှိရင်111ထည့်မယ်ပေါ့နော်ဆက်ပဲထည့်မယ်ကဲဖြုတ်တဲ့နိုင်အကုန်ဖြုတ်ပြီးသွားပြီဆိုတော့တက်တဲ့နိုင်စပြီးတော့ပြန်တက်ကြတော့မယ်ပေါ့နော်ကဲဆက်ကြည့်လိုက်တာပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့အရင်ဆုံး castel စတက်မယ်ပေါ့နော်ကဲပြီးပြီဆိုတော့ castel တက်ပြီဆိုရင်ကျွန်တော်တို့ကနောက်ဘိန်းပြန်တက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကနောက်တွဲတက်ရမယ်နောက်တွဲမတက်ခင်မှာကျွန်တော်အရင်ဆုံးเนาะကျွန်တော်တို့ဒီ driller hanger ကိုကျွန်တော်တို့မှန်ကျွန်တော်ပြန်စစ်ပေးတယ်ပေါ့နော် driller hanger ပြန်စစ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်တွဲတက်လိုက်တာပေါ့ဗျာเนาะကျွန်တော်တို့နောက်တွဲတက်ပြီးပြီဆိုတော့ကျွန်တော် high school ကိုတစ်ချက်အရင်ချိန်ထားလိုက်မယ်ပေါ့နော်ချိန်မတက်ခင်လေးပေါ့နော်ရှေ့ crank ကိုကျွန်တော်တက်မယ်ဆိုတော့သူကအရင် crank က lens ကရှည်တယ်နဲ့တူတယ်အမှ spacer ကမှားပြီးတော့မှားတက်တာတော့မဟုတ်ရှည်လို့သူပိုတက်ထားတယ်နဲ့တူတယ်အဲ့ဒါကျွန်တော်ပြန်ပြင်ပေးရမယ်ပေါ့နော်အဲ့ဒါလေးပြင်ဖို့အတွက်လှုပ်လိုက်အောင်မဒါဖြုတ်ရမယ်မှားတက်ထားတဲ့ BB spacer နှစ်ကွင်းကိုဖြုတ်ပြီးပြီဆိုတော့ကျွန်တော် crank တက်တော့မယ်ပေါ့နော်ကျွန်တော် crank တက်မယ်ပေါ့နော်ကဲ crank တွေပါတက်ပြီးဆိုတော့ရှိန်းကိုတိုင်းပြီးတော့ဖြတ်လိုက်တော့မယ်ပေါ့နော်ပြီးရင်တက်လိုက်တော့မယ်နော် truck လေးကို gear ရှိန်းနဲ့ပေါ့နော်ပြီးဆုံးတော့မယ်ပေါ့နော်ပြီးဆုံးတော့မယ်ဆိုပြီးတော့
ကျွန်တော်လက်ကင်နေလဲပြီးဆိုတော့လက်ကင်နေပါလှည့်ကြည့်လိုက်တော့လက်ကင်ထောက်ကြီးဖြစ်နေပေါ့နော်အဲ့နဲ့သူလဲလာပိုင်ရှင်လာတော့ပိုင်ရှင်ညီလေးကိုဘောစီစက်တော့ထိနေပြီစေးထားသေးလားဆိုတော့သူလည်းမမှတ်မိဘူးသူကတော့မစေးထားလောက်နဲ့တူရလို့သူထင်တယ်ပေါ့နော်ကျွန်တော်လည်းအစတော့မသိဘူးကျွန်တော်ဖြုတ်ကြည့်လိုက်တော့မှတွေ့ရပါဒါကိုရဲ့တွေ့ရှိချက်လေးပြောပြပါပေါ့နော်တခါတလေမှာပေါ့နော်ကိုရီးယားလောက်ရကန်ရတဲ့အချိန်မှာမှလည်းပြစ်ဆက်လေးတွေကိုကတွေ့ရပါပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဖြုတ်လိုက်ကောသူ့ရဲ့ဘယ်ရင်ကစေးထားတယ်စေးထားတော့သူကျွန်တော်လူပဲဖြုတ်ပြီးတော့သူစေးလိုက်တာဗျစေးတော့ဒီမှာကြည့်လိုက်နော်ရှင်းပြတ်သွားတယ်နော်ကျွန်တော်ဖြုတ်ဆရာအောင်မလို့သူကအော်တိုမက်တစ်ပြုတ်ကြလာဒီမှာဒီတရှင်းကတော့ကောင်းတယ်ပေါ့နော်အဲ့ဒါသူကျွန်တော်နောက်တော့ဘာအားနေချက်သွားတွေ့အောင်ဆိုတော့ဟာမှာဘောသူ့ရဲ့ဘောဆိုင်ကနည်းနည်းကြီးနေရဗျမမဒီဇက်ဘောဆိုင်ထဲတဲ့ဆိုင်လေးတွေကထူးမခြားနာလေးပဲဟဲ့ဘက်မှာကြည့်လိုက်ဟဲ့ဘက်ကဘောလေးကြည့်လိုက်တွေ့လားကင်မရာထဲမှာဆိုတော့တိတာလားမတိလားတော့မသိဘူးเนาะအမှရှင်ကြည့်လိုက်အမှနှစ်စုံရှင်ကြည့်လိုက်ဒီဘက်ကနည်းနည်းသေးတယ်လို့မထင်ဘူးလားဒီဘက်ကနည်းနည်းကြီးရလို့မထင်ဘူးလားကြည့်လိုက်ဒါဘောလေးရတော့မီလီမီတာ size သေးသေးလေးกว่าနဲ့ဟိုဘောကထောက်ပြီးတော့ပြောမဆိုရင်တော့ဒီsmooth မဖြစ်ဘူးပေါ့เนาะသူသွားတဲ့လမ်းကြောင်းမှာကြက်နေရပေါ့နော်အဲ့ဒီရဲ့တောကလေးတစ်ခုတော့ကျွန်တော်တွေ့ရဒါ sharing လုပ်ရှင်ဖြစ်တယ်เนาะsharing လုပ်ရှင်ဖြစ်တယ်လို့ပြောထားတယ်เนาะဘလို့မှကျွန်တော်ပြောဆိုခြင်းမဟုတ်ဘူးဒါကျွန်တော်ရဲ့လက်ရှိတွေ့ရှိချက်လေးတွေပေါ့เนาะကျွန်တော်ကိုယ်တိုင်လည်းဒါတွေကခံစားခဲ့ဘူးပါပြီเนาะအဲ့ဒါကြောင့်ဒီမှာဒီဘောလေးတွေကတိတ်တိတ်လေးတွေ့လားဒီမှာเนาะဒါလည်းဒီမှာတွေ့လားနည်းနည်းကြီးတယ်တွေ့လားမတူဘူးเนาะအဲ့တော့ကျွန်တော်သုံးမှဒီဘက်ဘောနဲ့သုံးပေးရမှာပေါ့เนาะအဲ့ဒါလေးတွေ့ရှိတယ်ပေါ့เนาะအဲ့ဒါလေးပြောတာပေါ့เนาะကဲစပ်ဘောလေးတွေကတော့လဲပေးလိုက်ပြီเนาะဇက်ကလည်းเนาะစပူဖြစ်သွားပြီမှာเนาะစတယ်လို့လှည့်လိုက်ရင်ကြက်ကြီးဖြစ်နေเนาะပြီးတော့ဒီကောင်ကဒီကုန်းကထဲလို့မရတော့ဒီသူ့ရဲ့ပါလာတဲ့ဒီဘောပိတ်လေးတောင်မှအပြင်ကိုထွက်ကြနေသေးတယ်เนาะအခုတော့ easy ဖြစ်သွားပြီသုံးလို့ရပါပြီเนาะနှလုံးလုံးလှုပ်ပေးလိုက်ပြီเนาะအဲ့လိုဖြစ်နေရမယ်ကဲ traveling လေးကတော့111ရှိန်းတာလေးပြီးဆုံးသွားပြီเนาะကျွန်တော်လည်းမိုးနဲ့လေနဲ့ဆိုတော့ဂီယာရှိန်းတာလေးတော့ကျွန်တော်မရိုက်ဖြစ်တော့ပြီးလို့လည်းရမ်းရှည်သွားမှာကြောက်လို့ဇက်လည်းအကုန်စေးကြောလိုက်ပြီးသွားပြီเนาะအမเนาะလုံးဝ positive လုံးဝเนาะ okay သွားပါပြီเนาะလုံးဝ sideward smooth ဖြစ်သွားပါပြီဟုတ်ပါဘူး smooth ဖြစ်သွားပါပြီokay အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ